Hi guys, Alus Game Dimension ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကညီကိုတို့ကိုကြောက်စရာကောင်းတဲ့ offline horror game ငါတို့အကြောင်းကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Internet မရှိဘဲနဲ့ကစားနိုင်တဲ့ horror game တွေကိုစုစည်းပေးထားတာပါ။ Channel ကို subscribe မလုပ်ရသေးဘူးဆိုရင်အခုပဲ subscribe လုပ်ထားပြီးတော့ဘဲ icon လေးကိုနှိပ်ထားလိုက်ပါ။ဒါမှလည်းနောက်ထပ်လာမယ့် video တွေကိုမလွတ်တမ်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ကဲအားလုံးစင်သင့်ဖြစ်ပြီဆိုရင် video လေးကိုစကြည့်လိုက်ရအောင်။ Game number 1 Into the Dead ပထမဆုံး game ကတော့ Into the Dead ဖြစ်ပါတယ်ဒီ game ကစိတ်လှုပ်ရှားစရာ zombie တွေကြားထဲမှာပြေးလွှားတဲ့ game မျိုးပါလူပေါင်းများစွာတည်ဆုံးပြီးတဲ့နောက် zombie နဲ့ပြည့်ညက်နေတဲ့မြို့ထဲမှာအသက်ရှင်ကျန်ရစ်သူတို့အဖြစ်ကစားမှာပဲဖြစ်ပါတယ် game ရဲ့ graphic ကတော်တော်လေးကိုကြောက်စရာကောင်းပြီးတော့ game ထဲမှာလှုပ်ရှားသွားလာရင်းနဲ့ zombie ကိုရှောင်ရှားရမှာဖြစ်ပါတယ်အဲ့ဒီ zombie ကိုလည်းလက်နက်တွေကိုအသုံးပြုပြီးတော့သူတို့တွေကိုရှင်းလင်းလို့ရပါသေးတယ်ဒီဂိမ်းကိုညဘက်မှာကစားရင်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းမှာပါ။ File size ရွေးစားအနေနဲ့150 MB လောက်ပဲရှိရမို့လို့ဘယ်ဖုန်းမျိုးစားမှမဆို AAC နဲ့ download လုပ်ပြီးတော့ဆော့ကစားနိုင်ပါတယ်ခင်ဗျာ။ Game number 2 Granny နောက်တစ်ခုကတော့ Granny ပါ။ဒီဂိမ်းကတော့ horror game လောကမှာတော်တော်လေးကိုနာမည်ကြီးပါတယ်။ Brother တို့ကအဖွားကြီးရဲ့အိမ်ထဲမှာပိတ်မိနေပြီးတော့9ရက်အတွင်းထွက်ပြေးဖို့ကြိုးစားရမှာပါ။အဖွားကြီးက brother ကိုအမြဲတမ်းလိုက်ရှာနေပြီးတော့သူ့ရဲ့ဒုတ်နဲ့လည်းအမြဲတမ်းရိုက်နှက်ဖို့ကြိုးစားနေမှာပါအိမ်ထဲမှာပစ္စည်းကိုရှာဖွေရမယ်အိမ်ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ရမယ်ထွက်ပေါက်တွေကိုရှာဖွေရမယ်ဂိမ်းထဲမှာပါတဲ့အတန်တွေကလည်းတော်တော်လေးကိုမိုက်ပါတယ်အဖွားကြီးရဲ့အသက်ရှူတန်တွေဒုတ်နဲ့ရိုက်တဲ့အတန်တွေကတော်တော်လေးကိုကြောက်စရာကောင်းပါတယ်ဒီဂိမ်းက200 MB လောက်ပဲရှိပြီးတော့ Play Store ဒါမှမဟုတ် APK Viewer မှာအခမဲ့ download လုပ်ပြီးတော့ဆော့ကစားနိုင်ပါတယ်နံပါတ်3 game ကတော့ Baby in Yellow ပါဟုတ်ပါတယ် Baby in Yellow ပါ brother တို့ကကလေးထင်းဖြစ်အလုပ်လုပ်ရမှာဖြစ်ပြီးတော့အဝါရောင်ဝတ်ဆင်ထားတဲ့ကလေးငယ်တူကိုစောင့်ရှောက်အောင်ပါအဲ့ကလေးကတာမန်ကလေးတယောက်လုံးဝမဟုတ်ပါဘူးတဖြည်းဖြည်းနဲ့ brother တို့ကဒီကလေးရဲ့တရုပ်မှန်ကိုမြင်တွေ့လာရမှာဖြစ်ပါတယ်ကလေးကပို့ပြီးတော့ထူးဆန်းလာပြီးတော့ကြောက်စရာကောင်းတဲ့အပြုအမူတွေလုပ်လာပါတယ် brother တို့အနေနဲ့ဒီရင်ကနေပြီးတော့လွတ်မြောက်တဲ့နည်းလမ်းကိုရှောက်ပေးရမှာပါBaby in the Yellow game က horror game တွေကြားထဲမှာတကယ်ကိုကောင်းမွန်တဲ့ storyline ရှိရမှုလို့ပြင်းစရာလုံးဝမကောင်းပါဘူး။နောက်ပိုင်းမှာလည်းဒီ game ရဲ့ walkthrough လေးကို channel ကနေတင်သွားမှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကို on ထားလို့ရပါတယ်ခင်ဗျာ။ Number 4 Event Nun နောက်ထပ်ကစားတဲ့ horror game လေးကတော့ Event Nun ဖြစ်ပါတယ်။ခလေးဘွားကိုပြန်သွားရမယ့် game ပါ။ brother တို့ကအကြောင်းသားတယောက်အဖြစ်ကစားရမှာဖြစ်ပြီးတော့ကြောက်စရာကောင်းတဲ့တိတရှင်တစ်ပါးကအုပ်ချုပ်နေတဲ့အကြောင်းတစ်ကြောင်းမှာပိတ်မိနေမှာပဲဖြစ်ပါတယ်ဒီဂိမ်းထဲမှာ brother တို့ကအကြောင်းထဲကနေပြီးတော့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားရမယ်ထွက်ပေါက်တွေကိုရှာရမယ်ဒါပေမဲ့လည်းတိတရှင်ကညီကိုတို့အမြဲတမ်းလမ်းရှာနေမှာပဲဖြစ်ပါတယ်တိတရှင်ကရက်ဆက်ကြမ်းကြုတ်လို့သူ့ရဲ့အတန်တွေကလည်းတကယ်ကိုကြောက်ဖို့ကောင်းပါတယ် event နဲ့ granny ကဂိမ်းကစားပုံမှာဆင်တူရဲဆိုပေမဲ့ဇလန်းနဲ့ game play ကိုလုံးဝကွဲပြားခြားနားပါတယ်ဘယ်လိုနေရာမျိုးမှာပုံရမလဲဘယ်အချိန်မှာထွက်ပြေးရမလဲဆိုတာကိုလေ့လာထားဖို့လည်းလိုအပ်ပါတယ်။ကစားပြီးတော့လို့ရှိရင် brother တို့ရဲ့အတွေ့အကြုံတွေကို comment box မှာရေးပြထားလို့ရပါတယ်ခင်ဗျာ။ Number 5 Eyes နောက်ဆုံး game ကတော့ Eyes ပါ။ဒီ game ကအလွန်ကြောက်စရာကောင်းတဲ့ horror game တစ်ခုဖြစ်ပြီးတော့ brother တို့ကစွန့်စားသူတို့အဖြစ်ကစားရမှာပါ။ brother တို့ကအိမ်ကြီးရဲ့မှာပစ္စည်းတွေကိုလိုက်ပြီးတော့စုဆောင်းရမှာပါ။အဲ့ဒီအိမ်ထဲမှာလည်းတတဝါရှိပါတယ်အဲ့ဒီတတဝါတွေကိုရှောင်ရှားပြီးတော့ brother တို့ကပစ္စည်းတွေကိုလိုက်ပြီးတော့စုဆောင်းရမှာပါအဲ့ဒီတတဝါရတာ brother တို့ကိုတွေ့သွားရင်ဂင်းကလုံးဝဂင်းကိုပါဖြစ်သွားမှာဖြစ်ပါတယ်ဂင်းရဲ့ file size ရွေးစားကတော့190 MB လောက်ရှိပြီးတော့ Play Store ဒါမှမဟုတ် APK Viewer တို့မှာ download ဆွဲပြီးတော့ဆော့နိုင်ပါတယ်ကဲ brother တို့ဒီနေ့ကတော့ offline horror game 5 မျိုးအကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်brother တို့အချိုက်ဆုံး game ကဘယ် game လဲဆိုတာကို comment box မှာဝေမျှပေးခဲ့လို့ရပါတယ်ခင်ဗျာဒီလိုမျိုး horror game တွေကိုနောက်ထပ်ကျွန်တော် share လုပ်ပေးစေချင်တယ်ဆိုရင် like လေးနှိပ်ပြီးတော့ channel ကို subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာ brother တို့ကစားချင်တဲ့ game တွေကိုလည်း comment box မှာရေးခဲ့လို့ရပါတယ် Alus Game Dimension ကနေပြီးတော့ game အသစ်အကြောင်းတွေရောအမြဲတမ်းသိရှိနေဖို့အတွက် subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ကဲနောက်တစ်ခေါက်မှတွေ့ကြပါပေါ့အားလုံးကိုအဆုံးထိကြည့်ပြီးလို့အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ